င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။မင်းအောင်လှိုင်ခြေရာဖျောက်ဖို့ပြင်ဆင်နေပြီလို့2025ဖေဖော်ဝါရီလမှစ၍မင်းအောင်လှိုင်ကအရေးပါတဲ့ခြေလှမ်းတွေကိုလှမ်းလာခဲ့ပါတယ်။ဤဒီကဆရာသမားဖြစ်သူဗိုလ်တန်းရွှေ2010တွင်လှုပ်လာတဲ့ကဲ့သို့ပင်နိုင်ငံရေးမှထွက်ခွာနိုင်ရန်စစ်ပတ်နှင့်ဝင်ကြီးရာထူးများကိုအပြောင်းလဲပြုလုပ်လာခြင်းဖြစ်ပါတယ်။အရာရှိငယ်များကိုအရေးပါတဲ့စစ်ပတ်ရာထူးများနဲ့ဝိုင်းရင်ရာရှိများကိုအစိုးရရာထူးများဘက်ရွှေ့ပြောင်းတာဝန်ပေးနိုင်ရန်ဖြစ်ပါတယ်။ဒါပေမဲ့စစ်မျက်နှာများအသီးသီးတွင်မကြုံစဘူးအောင်ရေးနှိမ့်လာမှုများနှင့်တော်လှန်ရေးဘက်ကတဖြည်းဖြည်းအင်အားကြီးထွားလာမှုများကြောင့်၎င်းတို့စိတ်ရှိတိုင်းစေစား၍မရဖြစ်လာနိုင်ခြေရှိနေပါတယ်။ဗိုလ်တန်းရွှေက၎င်းနဲ့လက်ထောက်ဖြစ်သူဗိုလ်မောင်အေးတို့နေရာကိုစက္ကန့်ရန်အတွက်လူငယ်အရာရှိ2ဦးကိုရွေးချယ်ခြင်းဖြင့်၎င်းဤထွက်ရလန်ကိုတေချာကြားနာစွာစီစဉ်အကွက်ချလာခဲ့ပါတယ်။ထိုနှစ်ဦးမှာတိုင်းရေးခရေးမှာအတွေ့အကြုံဟု၍မရှိပဲအုပ်ချုပ်ရေးနဲ့နိုင်ငံရေးဘက်တွင်သာရှိတဲ့ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အကြမ်းမရဘက်မှအာသန်နဲ့ဗိုလ်ချုပ်စိုးဝင်းတို့ဖြစ်ပါတယ်။1992မှာဗိုလ်တန်းရွှေကဝိုင်းရဲစစ်တိုင်းမှုများကိုဝင်ကြီးရထူးများပေးခဲ့ပြီး1998ခုနှစ်မှာအားလုံးကိုအနာပေးပစ်ခဲ့ပါတယ်။၎င်းနဲ့ပခုံးချင်းရှင်လာသည်ဟုယူဆခံရသူထောက်လိုင်းရဲ့အကြီးအကဲဗိုလ်ချုပ်ခင်ညွန့်အားဖမ်းဆီးခဲ့ပါတယ်။စစ်တပ်တွင်အပြည့်အဝထင်းချုပ်လာနိုင်ပြီဟုယူဆလာသည့်ချိန်2008ခုနှစ်မှာဖွဲ့စည်းပုံကိုချပြခဲ့ပြီးတော့၎င်းစီမံထားတဲ့အသွင်ကူးပြောင်းရေးကိုစတင်ခဲ့ပါတယ်။မြောက်လိုင်းသည်လည်းအာလာသိမ်းပြီး9နှစ်နီးပါးရှိလာချိန်တွင်ဗိုလ်တန်းရွှေရဲ့မဟာဗျူဟာကိုပုံတူကူးချလာပုံရပါတယ်။၎င်းထက်ငယ်တဲ့အမတ်စင်ဆက်ချောင်းမှာဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်တွင်တတိယအကြီးဆုံးရာထူးဖြစ်သည့်ကြီးရည်လေးစစ်ဦးစီးချုပ်ဖြစ်ခန့်အပ်ခဲ့ပါတယ်။မြောက်လိုင်းကဲ့သို့ပင်ကျော်စွာလင်းကတိုက်ခိုက်ရေးဘက်တွင်အတွေ့အကြုံမရှိသူဖြစ်ပါတယ်။ကာကွယ်ဦးစီးချုပ်ရုံးမှအုပ်ချုပ်ရေးတာဝန်များယူခဲ့တဲ့သူဖြစ်ပါတယ်။တိုက်ပွဲအတွေ့အကြုံထက်ရုံးလုပ်ငန်းများနှင့်ပို၍ရင်းနှီးကြောင်းဝင်တဲ့သူလည်းဖြစ်ပါတယ်။အမတ်တင်အထူးစစ်စင်ရေးဖြူတို့အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးကိုဦးအားလည်းညီနောင်သုံးမော်မဟာမိတ်ဖွဲ့နဲ့ဆွေးနွေးပွဲများကိုဦးဆောင်စေခဲ့ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုတန်းထိုင်အားလည်းစစ်ဦးစီးချုပ်ကြီးဖြစ်ခန့်အပ်ခဲ့ပါတယ်။၎င်းတို့နှစ်ဦးလုံးက2024တွင်စကိုင်းဒေသကြီးတွင်အရန်သားများပေါ်ရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်ခဲ့ကြသည့်ရှာဆွေးမှုများအတွက်အဓိကတာဝန်ရှိသူတွေဖြစ်ကြပါတယ်။မြောက်လိုက်လုံလာတဲ့အပြောင်းလဲများကိုကြည့်မိဆိုပါက၎င်းနေရာဆက်ခံရန်နေရာချထားခြင်းကြောင့်ညွှန်ပြနေပါတယ်။ကိုကုန်းသို့မဟုတ်တန်းထိုင်အားဒုတိယကာကွယ်ဦးစီးချုပ်သို့မဟုတ်ပူးရဲစစ်ဦးစီးချုပ်ရာထူးများတွင်ခံထားဖို့ရှိနေပါတယ်။ဤဒီယိုကြည်ချင်းအဖြစ်မြောက်လိုင်းကဗိုလ်တန်းရွှေကဲ့သို့ပင်၎င်းရဲ့ထွက်ရလန်အတွက်လမ်းခင်းလာပုံရပါတယ်။၎င်းအားစိန်ခေါ်လာနိုင်သည့်ဝိုင်းရင်စစ်ဗိုလ်ချုပ်များကိုဝန်ကြီးဌာနများသို့ပြောင်းလဲခန့်အပ်ပစ်ထားခြင်းဖြင့်၎င်းလူလာသူများစက္ကန့်နိုင်ခွင့်ရအောင်လမ်းရှင်းပေးထားခြင်းလည်းဖြစ်ပါတယ်။1990ကျော်နှစ်များတွင်ဗိုလ်တန်းရွှေလုံတကယ်သို့ပင်စစ်တိုင်းမှုများကိုဝန်ကြီးဌာနများကိုဦးဆောင်ခိုင်းဖြင့်အရေးမပါအောင်လုပ်ခဲ့ပါတယ်။ဝန်ကြီးဖြစ်လာသူများသည်လည်းစစ်ဘက်နှင့်ဆိုင်တဲ့အခမ်းအနားများလူမြင်ကွင်းများတွင်စစ်ယူနီဖောင်းများဝင်၍ထွက်လာသည်ကိုတွေ့ရခဲ့လာ၍စစ်ဘက်ရေးရာများတွင်၎င်းတို့ရဲ့အခမ်းခဏမိမ့်မိန်လျှော့ပါလာပြီဆိုသည်ကိုတိတအောင်လှုပ်လာခဲ့ပါတယ်။၎င်းတို့အားတနက်အဆက်ဖြတ်ပြစ်လိုက်ခြင်းဖြင့်မင်းအောင်လှိုင်ကသူ့နေရာဆက်ခံမဲ့လူကိုစိတ်ကြရွေးချယ်နိုင်ခွင့်ရလာခဲ့ပါတယ်။အာနာသိမ့်မီနောက်တိတိတတတကိုးထွားလာတဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့စိုးထုတ်ကိုလည်းထောက်သွင်းအကျဉ်းချပြခဲ့ပါတယ်။စစ်ဘက်လုံခြုံရေးအကြီးအကဲရဲဝင်းဦးကိုမျက်နှာသာပေးထားပေမဲ့ထောက်လိုင်းဘက်မှကာကွယ်ဦးစီးချုပ်ဖြစ်ခဲ့လာတဲ့ရဲဝင်းဦးရဲ့အရှိန်အဝါကြီးလာသည်နှင့်အမျှရှေ့တန်းရှိစစ်တမ်းမှုများနှင့်တင်းမာမှုများရှိလာခဲ့၍ခင်ညွန်းခေတ်ကလိုအနေအထားပြန်ရောက်လာပါတယ်။ဗိုလ်တန်းရွှေခေတ်တွင်နှစ်လကျော်မျှကြာမြင့်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးမှလွဲ၍အခြားကြီးကြီးမားမားလူမှုအုံကြွမှုနဲ့မကြုံခဲ့ရပါ။တိုင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများနဲ့လည်းစီးပွားရေးလုပ်ပိုင်ခွင့်များပေးကအပြည့်အခက်ရစရေးသဘောတူညီချက်များရရှိထားခဲ့ပါတယ်။မြောက်လိုင်းလက်ထက်တွင်တော့1029စစ်စင်ရေးအပ်ပြီးစီးရေးအရာစတိုက်ဆိုသလိုအရှုံးပေါ်လာပြီးလူမှုတော်လှန်ရေးအင်အားကောင်းလာ၍၎င်းစိတ်ကြိုက်အသွင်ကူးပြောင်းနိုင်မှုစေစားကျင်တိုင်းစေစား၍မရဖြစ်လာပါတယ်။2024ခုနှစ်တွင်လူရဲစစ်တမ်းကိုမြို့နယ်330အနက်145မြို့နယ်တွင်သာကောက်ယူနိုင်ခဲ့ပါတယ်။တိုင်းသားလက်နက်ကိုင်များနှင့်လည်းအပြည့်အခက်ရစရေးကိုအခိုင်အမာရရှိထားခြင်းမရှိသေးပါ။ထို့အတွက်မြောက်လိုင်းက၎င်းလှုပ်ချင်သလိုလှုပ်ခွင့်မရနိုင်တော့ပဲတော်လိုင်းအဖွဲ့များလက်ခံမှသာဖြစ်ပါတော့မယ်။စစ်မြေပြင်တွင်အရေးနိုင်လာခြင်းတော်လိုင်းကျယ်ပြန့်ကြီးထွားလာခြင်းနဲ့နိုင်ငံကိုချုပ်ကင်ထားနိုင်မှုပြေရောလာခြင်းများကြောင့်ဗိုလ်တန်းရွှေကဲ့သို့အခွင့်အရေးမျိုးရလာတော့မည်မဟုတ်ပါ။ပြည်သူတို့၏တွန်းလှန်စစ်မုတ်ချအောင်ရမည်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းကတော့ရန်ကုန်နဲ့ပဲခူးမှာစစ်တပ်ခန့်အုပ်ချုပ်ရေးမှုများကစစ်မှုရန်ဥပဒေအကြောင်းပြ၍ချင်းချောင်းငွေညှစ်မှုများစတိုက်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကံကလေးအန်ကျေးရွာတွင်အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်မှုကကျေးရွာနေပြည်သူများထံမှစစ်မှုရန်ကြေးအဖြစ်2လတက်ချိန်ငွေကြေးများအတင်းအဓမ္မကောက်ခံနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါရယ်။
မော်ဘီမြို့နယ်ကန်ကလေးအန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်စောခါခွေခင်စောကစစ်မှုရန်အပတ်စဉ်7နှစ်အတွက်ကျေးရွာနေပြည်သူများထံမှ2လတစ်ကြိမ်ငွေကြေးအတင်းအဓမ္မကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ကန်ကလေးအန်ကျေးရွာအုပ်စုရှိကျေးရွာများဖြစ်သောကန်ကလေးအန်ကျေးရွာ၌အိမ်တော်စုတစုလျင်စစ်မှုရန်ကျေး2လတစ်ကြိမ်ငွေကျပ်9000အစုလေးကျေးရွာတွင်စစ်မှုရန်ကျေး2လတစ်ကြိမ်ငွေကျပ်3,12000နဲ့ကုန်းကလေးကန်ကျေးရွာတွင်စစ်မှုရန်ကျေး2လတစ်ကြိမ်ငွေကျပ်9000ကောက်ခံ၍စည်ရင်ရှင်းလင်းတင်ပြမှုမရှိဘဲ၎င်းတို့ရဲ့ကိုကြိုးအတွက်မြို့နယ်ထွေအုပ်ကိုမျက်နှာလုပ်၍ငွေများကိုအတင်းအဓမ္မကောက်ခံလျက်ရှိကြောင်းသိရပါသည်ထို့ပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်စောခါခွေခင်စောကစစ်မှုရန်ကျေးများကိုတိန်နှင့်ငွေကျပ်9000မှ8000တို့၎င်းငွေကျပ်3,12000မှ2,000တို့၎င်းတိုးမြင့်ကောက်ခံနေကြောင်းသိရပါသည်အခုရွာသူရွာသားတွေကစစ်မှုထမ်းမှာကိုကြောက်ရွံ့ပြီးငွေတွေကိုအတိုးနဲ့ချီးယူပေးနေရတာစားဝတ်နေရေးနဲ့ငွေကြေးအခက်အခဲများစွာဖြစ်ပေါ်နေလို့ပြည်သူတွေအတော်ကိုဒုက္ခရောက်နေပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်အလားတူပဲခူးတိုင်းမိုးညိုမြို့နယ်တွင်လည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကလက်နက်ပြချိန်ချောက်၍စစ်မှုရန်ကြီးအတင်းအဓမ္မကောက်ခံနေကြောင်းဒေသပြည်သူများကခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါရယ်မိုးညိုမြို့နယ်လက်ပံခုံအုပ်စုလက်ပံခုံရွာနဲ့အနီးနားရွာများကိုအုပ်ချုပ်ရေးမှူးဘောကနဲ့အုပ်ချုပ်ရေးမှူးလက်အောက်ခံနိုင်လင်းဦးဆောင်ကရရများတွင်စစ်မှုထမ်းရန်အမည်စင်းပါသည့်နေအိမ်များကို15ရက်တခါငွေကျပ်4,000တောင်းခံနေခြင်းဖြစ်ကြောင်းသိရပါရယ်ထို့ပြင်စစ်မှုထမ်းရန်အမည်စင်းမပါသည့်နေအိမ်တွေကို15ရက်တခါငွေကျပ်1,000ခွဲတောင်းခံကြောင်းစာဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့ပြည်သူများများပြားလာပြီးငွေကြေးမပေးသူများကိုတနက်ပြချင်းချောက်မှုများပါလှုံ့ဆော်နေကြောင်းသိရပါရယ်မရှိလို့မပေးရင်လည်းနောက်တစ်ခါတနက်ကင်ပြီးတော့လာတောင်းကြတယ်ပတ်စံတွေပေးရင်ပေါ်တာမဆွဲဘူးမဖမ်းဘူးဆိုပြီးတော့လေဆိုင်ကယ်တွေကိုဖမ်းပြီးတော့ပတ်စံတောင်းတယ်ပြည်သူတွေကတဖြည်းဖြည်းနဲ့အစမပြေဖြစ်လာတယ်ဒီလို15ရက်တခါ4,000ပေးရတာကကြာလာတော့ပြည်သူတွေကအစမပြေဖြစ်လာကြပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်